အားလုံးပဲမင်္ဂလာပါလို့ရှုစွာနှုတ်ခွန်းဆက်တာလိုက်ပါတယ်။ဂျွန်လ1ရက်2026တိုင်အောင်လမ်းပြပို့ဆောင်တော်မူသောထာဝရဘုရားကိုရှုစွာချီးမွမ်းပါတယ်။နာစင်တော်ယုံကြည်သူအားလုံးပေါ်မှာယေရှုတင်ရှိပါတယ်။ဆုတောင်းပေးတဲ့အတွက်လည်းယေရှုတင်ရှိပါတယ်။အရောက်စီတိုင်းဘုရားခင်ကောင်းချီးပေးပါစေ။ဒီနေ့ခွန်အားပေးခြင်းလာကတော့ဘုရားခင်ရဲ့နှုတ်ကပတ်တရားတော်ဟာမှန်ကန်တဲ့အကြောင်းယုံကြည်ထိုက်တဲ့အကြောင်းဖော်ပြလိုပါတယ်နှစ်ပေါင်း1500ကြာခဲ့တဲ့ဓမ္မကျမ်းစာဟာစာရေးတဲ့သူဘုရားခင်တိုက်ရိုက်စကားပြောသူအယောက်40နေရာဒေသလာမတူကြဘူးနှစ်ပေါင်းနဲ့ကြာတယ်သို့တော်လည်းပဲဒါသူရေးသားတွေအားလုံးစုစည်းလိုက်တဲ့အခါကျတော့အားလုံးမှန်ကန်တဲ့အရာတွေတွေ့ရတယ်ဒါကြောင့်ရှင်လုကာခရစ်ခန်းကြီးတစ်ပိုင်းနဲ့နှစ်ကြည့်မယ်ဆိုရင်စိတ်ကြည့်ရှုပြီးတော့တဲ့နားလေအောင်ပြောမယ်ဆိုရင်သူတည်တနာတည်တည်ချာလုပ်ပြီးတော့စူးစီးထားတဲ့ကျမ်းစာဖြစ်တယ်အဲ့ဒီကျမ်းစာရဲ့မူလရင်းမြစ်ကဘာလို့လဲဆိုတာဒီတရားဟောရာကျမ်းအခန်းကြီး32အခန်းကြီး32အပိုက်ငယ်4မှာကျွန်တော်မူလအရင်းမြစ်ကဖျားခင်ဖြစ်တဲ့အကြောင်းဒီမှာဖော်ပြဒါကိုကျွန်တော်တွေ့ရပါတယ်တရားဟောရာကျမ်းအခန်းကြီး32ပိုင်ငယ်4ဘုရားခင်ဒီမူလအမည်ဖြစ်၍အမှုတော်သည်စုံလင်ပေသည်မူလယင်ကဘုရားခင်ဖြစ်တယ်ဒါကြောင့်ကမ္ဘာမှာအယောင်ရဆုံးတဲ့ဓမ္မကျမ်းစာဖြစ်ပါတယ်ကျွန်တော်စိတ်တကြတဲ့အခါမှာခွန်အားပေးရတဲ့နှုတ်ကပတ်တော်ဖြစ်ပါတယ်ဒါနှုတ်ကပတ်တော်ကတကယ်ယုံကြည်ထိုက်ပါတယ်မှန်ကန်တယ်တချို့နှုတ်ကပတ်တော်တွေကနားလေရခက်တဲ့ဟာတွေလည်းရှိပါတယ်တချို့ကျမ်းပိုက်တွေကရွေ့ပြီးတော့ပြောတာတွေရှိတယ် prophet တွေက prophet ဒီရဲ့နှုတ်မှာဘုရားခင်ရဲ့နှုတ်ကပတ်တော်အပ်ထားတယ်နှုတ်ကပတ်တော်ရောက်လာဒီကဆိုတာရှိတယ်ကျမ်းစာလာဒီနဲ့အညီဆိုတာရှိတယ်ဒါကျမ်းစာမှာဒီလိုပြောထားတယ်ဆိုတဲ့ဟာတွေလည်းရှိတယ်ဓမ္မစာဆိုရင်တတိယဆောင်ခန်းကြီး22ကိုကြည့်မယ်ဆိုရင် prophet အတူပေါ်အဟပ်ဘရင်က prophet 400ကိုသူကလက်ခါရီပေးထားတယ်သူလိုချင်တဲ့ဟာကိုဟုတ်ကဲ့ပြောတဲ့သူတွေရှိတယ်အဲ့ဒီခေါင်းဆောင်ကဇေဒကိဖြစ်တယ်သူကတကယ် prophet အစစ်မခါယကိုသူကပါရိုက်လိုက်တယ်ဒါမျိုးအဖြစ်ဖြစ်တယ်လေမခါယကလည်းရွေ့ပြီးတော့ပြောတာသူကဘယင်ကဒါမှစစ်တိုက်ခြင်းတယ်က prophet အတူ400ကတိုက်ပါဘုရားခင်လည်းအထားမယ်အောင်မြင်မယ်လို့ပြောတယ်ဒါလည်း prophet အစစ်ဖြစ်တယ်မခါယကလည်းတော့တိုက်ပါလို့ရွေ့ပြောတာတကယ်ဆိုမတိုက်ပါနဲ့လို့ပြောတယ်အရာတွေရှိတယ်အဲ့ဒါကြောင့်ဒီကျမ်းစာမှာတော့အဲ့လိုမဖော်ပြဘူးမြဲဒါမျိုးလေးတွေရှိတယ်လို့ချို့ဓမ္မတိကျမ်းမှာလည်းဘာတွေရှိတယ်လဲဆိုဒီရှင်မဿဲခရစ်ဝင်အခန်းကြီး9ပိုင်ငယ်39မှာဒီဘာတစ်ဖက်ကိုသူတပါပုတ်လျင်ဘာတစ်ဖက်ကိုလှည့်၍ပြီးဦးလို့ဒါတွေကတော့ကလေးစားမချင်နဲ့သူ့ရဲ့အမှားကိုခွင့်လွတ်ပါလို့အဓိပ္ပာယ်ရတယ်သူကစကလုံးအတိုင်းဘာသာပြန်လို့မရတဲ့ကျမ်းနေရှိတယ်နောက်ခုကဟိုရှိနာကတိချံခန်းကြီး14ပိုင်ငယ်2မှာကျွန်တော်တို့ဒီကိုနှုတ်ကန်တီးဟူတော့နွားတငယ်တို့ကိုပူဇော်ပါမယ်ဆိုတာဒါနွားတငယ်အစာကျွန်တော်နှုတ်ခမ်းနဲ့ဘုရားခင်ကိုချီးမွမ်းပါမည်လို့အဓိပ္ပာယ်ရပါတယ်ဒါကြောင့်ကျွန်တော်ကျမ်းစာဖတ်တဲ့အခါမှာအ내ဖွင့်ကျမ်းတွေအဘိဓမ္မာတွေကျွန်တော်ကိုးကားပြီးတော့ဖတ်ရှုလေ့လာဖို့လိုပါတယ်ဒါကြောင့်ဒီနေ့ဘုရားခင်ကတမန်ကျမ်းစာကိုဝိညာဉ်တော်အားဖြင့်ရေးသွင်းတဲ့ဟာဒီလည်းရှိတယ်ဒါကြောင့်ဒီဒါဝိရှင်ဘုရင်ကဘာပြောလဲဆိုတော့ဓမ္မစာဆိုရင်ဒုတိယဆောင်ခန်းကြီး23မှာထာဝရဘုရားဤဝိညာဉ်တော်သည်ငါအားဖြင့်မြင့်တော်မူနှုတ်ကပတ်တော်သည်ငါရှာ၌တည်ဒါသူဟာ
သူလိုချင်လို့ပြောတာမဟုတ်ပဲနဲ့ဝိညာဉ်တော်အဖြစ်တယ်ဆိုတာဒီမှာတွေ့ရတယ်ဒီနေ့အဓိကကျမ်းချက်ကိုဖော်ပြလိုပါတယ်ဓမ္မစာဆိုရင်ဒုတိယဆောင်ခန်းကြီးခုနှစ်ပိုင်ငယ်28ဓမ္မစာဝင်ဒုတိယဆောင်ခန်းကြီးခုနှစ်ပိုင်ငယ်28ယခုလဲအိုးအရှင်ထာဝရဘုရားကိုတော်သည်ဘုရားခင်မှန်တော်မူစကားတော်လဲမှန်ပါ၏ဤဂျေဇုကိုတော်ကျွင်၌ဂတိထားတော်မူပြီဒီမှာဘာတွေ့ရလဲစကားတော်မှန်ပါ၏ကိုတော်ဒီဘုရားခင်မှန်တော်မူ၏ဆိုတာဒါဝိဒ်ကပြောတယ်သူပြောတာဘုရားခင်ကဝိညာဉ်တော်အဖြစ်ပြောခိုင်းတာဖြစ်ပါတယ်ဒါဝိဒ်ရှင်ရဲ့ဘုရားမှန်ပါတယ်စကားတော်မှန်ပါတယ်လို့နောက်ထပ်ဘုရားရဲ့စကားကိုမှန်တယ်လို့ပြောတဲ့သူကဇရတမြို့မှာရှိတဲ့မုတ်ဆိုးမသူကြောင့်ဖြစ်ပါတယ် BC 930မှာဒါဘုရားခင်ကဒီအေလိယကိုပြောတယ်သွားပါရဇက်တမြို့မှာမုတ်ဆိုးမရှိတယ်သွားတဲ့အခါမှာဒါဘုရားခင်ကသူ့မှာနေခိုင်းတယ်အချိန်ကြာလာတဲ့အမြသူ့သားအနာရောဂါဆွဲပြီးတော့တည်သွားတဲ့အခါမှာပြစ်တင်တာပါကျမကိုအပြစ်ကိုအောင်းမေးဖို့လာတာလားကျမသားကိုတတ်ဖို့လာတာလားလို့ပြောတဲ့အခါမှာအေလိယကလည်းဘုရားခင်ကိုကြွေးကြော်တယ်တဲ့ဘေးဥပပြု၍သူဤသားကိုတည်စီတော်မူလောဆိုပြီးတော့ဘုရားကိုဆုတောင်းတဲ့အခါမှာနောက်တငယ်ဤဝိညာဉ်ဒီဝင်တဖြည်းသူအသက်ရှင်တယ်အဲ့ဒီချိန်ကျရင်ဒါဘုရားရှင်ရဲ့လူဖြစ်တယ်ဘုရားစကားတကယ်မှန်တယ်ဆိုတာဒီမှာသူကအတည်ပြုတာတွေ့ရတယ်ဒါဓမ္မစာဆိုရင်တတိယဆောင်ခန်းကြီး19ပိုင်းငယ်24ဤမှုကိုထောက်ရကိုတော်ဒီဘုရားခင်လူဖြစ်ကြောင်းကို၎င်းကိုတော်ဆင့်ဆိုတော်ထာဝရဘုရား၏စကားတော်ဟုမှန်ကြောင်းကို၎င်းကျမသိပါသည်ဟုအေလိယအားဆို၏ကျမသိပါသည်ဆိုတာဒါမှန်ကန်တဲ့အကြောင်းဒီကျွန်တော်ဒီစာလံကျမ်းတွေမှာလည်းအများကြီးရှိပါတယ်ဒီထဲက119ခုမြောက်သောစာလံပိုင်းငယ်89အိုထာဝရဘုရားနှုတ်ကပတ်တော်ဒီကောင်းကင်ဘုံ၌အစဉ်မြဲတည်ပါ၏နှုတ်ကပတ်တော်မှန်ပြီးတော့အစဉ်မြဲတည်ပါတယ်ဆိုပြီးတော့စာလံကျမ်းကဝန်ခံတယ်အဲ့နှုတ်ကပတ်တော်ကိုပဲကျွန်တော်တို့ကဒါစင်ကြယ်တယ်ပြီးရင်ထပ်ပြီးတော့တွန်းလို့မရဘူးဘုရားခင်ဤစကားတော်ရှိသမျှသည်စင်ကြယ်ဒါတုတ်တန်ကျမ်းခန်းကြီး30ပိုင်းငယ်9ကိုဖတ်လို့ရှိရင်တွေ့ရပါတယ်ဆိုတော့ကျမ်းစာကိုလေ့လာတဲ့အခါမှာသူ့ရဲ့နောက်ခံစာစဝင်တွေလည်းအများကြီးရှိပါတယ်ကျွန်တော်ဖတ်တဲ့အခါမှာကျွန်တော်လွယ်လွယ်နဲ့ဖတ်လို့ရတယ်အခုဆိုတော့ကိုယ့်ရဲ့တိုင်းဘာသာစကားနဲ့အများကြီးတမန်ကျမ်းစာတွေနှုတ်ကပတ်တော်တွေဖတ်လို့ရတယ်ဒါမဲ့ဒီဟာတွေကိုသူ့ရဲ့နောက်ခံစာစဝင်သိဖို့လိုပါတယ်ဥပမာဟေရှာယအနာဂတ်တိကျမ်းခန်းကြီး20မှာဆိုရင်ယေရုရှလင်မှာရှိတဲ့ဟေရှာယဘုရင်ရဲ့လုပ်ရက်ကိုကန့်ကွက်တယ်အဲ့ဒီအခြေနောက်ခံကြည့်မယ်ဆိုရင်ဘုရင်တွေကအကုတုတွေတော်အားကိုးခြင်းတယ်ဆိုတော့အဲ့ဒီအချိန်မှာဒါအကုတုတွေအာမကိုနဲ့ဆိုတာကန့်ကွက်တဲ့အနေနဲ့ပုပ္ပနမိတ်အနေဖြင့်ဟေရှာယက3နှစ်လုံးလို့ယေရုရှလင်လမ်းမှာအင်ကြီးမပါဘဲနဲ့ဖဏမပါဘဲနဲ့လမ်းလျှောက်တယ်ဒါဘာဖြစ်လို့လဲဆိုတော့ဒီအီဂျစ်နဲ့မပေါင်းဖို့အဲ့ဒီအင်အားကြီးပါတယ်သူတို့အားကိုးပါတယ်ဆိုတဲ့အီဂျစ်အကုတုတွေကုရှတွေကိုအာရှုရိကဖမ်းပြီးတော့ခေါ်ဆောင်သွားတယ်သူတို့အဆက်ကွဲရတယ်ဒါကြောင့်ဒါပုပ္ပနမိတ်ကိုပြတဲ့အနေနဲ့ကန့်ကွက်တဲ့အနေနဲ့3နှစ်လုံးလမ်းလျှောက်တယ်သူရဲ့လမ်းလျှောက်တယ်အင်ကြီးမပါဘဲနဲ့
line show ရဲ့ background ကိုတွေ့ရပါတယ်ဒါဟိရှယအနာဂတ်ကျမ်းခန်းကြီး20ကျွန်တော်ပိုက်ငယ်၄ကိုဖတ်မယ်ဆိုရင်အကုတုလူများကိုအဆက်ခွဲခြင်းလို့ငါအာရှုရိဘုရင်သည်အကုတုလူနှင့်ကုရှလူကြီးငယ်တို့ကအဝတ်နှင့်ခြေနှင်းကိုချွတ်၍တင်ပါကိုမျှမဖုံးပဲဖန်စီချုံတော်တင်သွားလိမ့်မည်ဒါကြောင့်နှုတ်ကပတ်တော်ပြောတဲ့ prophet တွေကဆိုရင်ယေရမိဆိုရင်လေဒါလူပြိုကြီးဖြစ်တယ်ဆိုကလေးတွေမယူခိုင်းဘူးအိမ်တော်မကြခိုင်းဘူးအခုယေရုရှလင်ဟေရှယလဲဒါရှင်ဘုရင်ကဒါစာစွန်းဒါပစက်ရာကိုပြောကြရှင်ဘုရင်က၃ပိုင်းတယ်တက်ခံရတယ်ဆိုတော့တွေ့ရတယ်ဆိုလိုတာဒီကျွန်တော်နှုတ်ကပတ်တော်တန်ဖိုးထားဖို့လိုတယ်သူတို့ကဖျားပြောခိုင်းလို့ယေရမိကတော့စကားမပြောတတ်ဘူးငယ်သေးတယ်လို့ပြောတယ်ဒါပေမဲ့ဖျားခင်ကပြောခိုင်းတယ်သူအသက်က73နဲ့14ကြာပဲရှိပါသေးတယ်ပြောခိုင်းတယ်ဒီဇေယကျေလကိုလည်းပြောခိုင်းတယ်တော့ပြောပါငါကိုစားတော့ပြောပါသူတို့ဆိုရင်ဇေယကျေလဆိုရင်တန်ရှင်းတော်ဝင်တော့အတွင်းထဲမှာထည့်ပြီးတော့မတ်တရတဲ့ဆိုတော့ဒီရှင်မသက်ခရစ်ဝင်အခန်းကြီး24ပိုက်ငယ်35မှာယေရှုကဘာပြောလဲဆိုတော့ကောင်းကင်နဲ့မြေကြီးမတည်တော်လဲငါစကားသိလိမ့်မည်ဒီနှုတ်ကပတ်တော်ဟာတကယ်ပဲမှန်ကန်တယ်ကောင်းကင်ကပြည့်ပြတ်သွားမယ်စัจ java လာတွေပြည့်ပြတ်သွားမယ်သူ့စကားကအမြဲတည်မယ်မှန်ကန်တယ်ရှင်လုကာခရစ်ဝင်ခန်းကြီး3-4ကြည့်မယ်ဆိုရင်စစ်ဖွေရှာလိုက်စစ်ပြီးလေကိုတော်တင်ပြီးသောအကြောင်းအရာတို့သည်ဧကအမှန်ဖြစ်ကြောင်းကိုကိုတော်သိစေခြင်းကအစဉ်တိုင်းရေးထား၍ကြားလိုက်မည်အကြံရှိပါ၏အလွန်မြတ်သောတော်ဖြစ်လို့ဆိုတော့တေချာသူတေသနာလောက်ထားတဲ့ကျမ်းတမန်ကျမ်းစာနှုတ်ကပတ်တရားတော်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကတန်ဖိုးထားပါကျွန်တော်နှုတ်ကပတ်တော်ဖတ်မယ်ဆိုရင်အရင်ဆုတောင်းပါ139ခုမြောက်သောဆံပိုင်ရဲ့ဆက်ရှိမှာပြောပါတယ်ဆုတောင်းပါဒီနှလုံးသားထဲမှာတင်ထားပါအလွတ်ချက်ပါယောဘဝတ္ထုခန်းကြီး22ပိုင်ရဲ့22မှာကျွန်တော်တွေ့ရပါတယ်နှုတ်ကပတ်တော်ဟာကျွန်တော်ရဲ့လမ်းပြမိပုံဖြစ်ပါတယ်139ခုမြောက်သောဆံပိုင်ရဲ့105နှုတ်ကပတ်တော်ဟာကျွန်တော်အတွက်မိခွက်အလင်းဖြစ်တယ်ပြောပါတယ်ပြီးရင်ကျွန်တော်နှုတ်ကပတ်တော်ဟာအခုဖတ်နေတဲ့နှုတ်ကပတ်တော်ဟာရှင်နေတယ်နှုတ်ကပတ်တရားတော်ဒီအသက်ရှင်ခြင်းတကူနဲ့သက်ရှင်နေပြီးတကူနဲ့လည်းရှိတယ်တကူလည်းရှိတယ်တကူနဲ့ပြုပြင်ခြင်းတန်လက်တကာတို့တဲ့ထက်ချင်းနဲ့ပြီးဆုံးနေဖြစ်၍အသက်နဲ့စိတ်ဝိညာဉ်ကို၎င်းအယုစစ်နဲ့ခြင်းစီကို၎င်းပိုင်းခြားထုတ်ချင်းခွင့်တည်စိတ်နှလုံးအကြံစီများကိုလည်းသိမြင်တတ်၏နှုတ်ကပတ်တော်ကလူတွေရဲ့စိတ်နှလုံးကိုလည်းအကြံစီကိုလည်းသိတယ်ပညာရှင်များပြောလူစိတ်ကားတဲ့တရက်မှာစိတ်က9000လောက်စဉ်းစားတယ်စဉ်းစားဒါတွေကိုနှုတ်ကပတ်တော်ကပဲသိနိုင်တယ်လူစိတ်ကိုဘယ်သူမှမသိနိုင်ဘူးကွန်ပျူတာနဲ့လည်းစကန်ဖတ်လို့မရဘူးဒါပေမဲ့နှုတ်ကပတ်တော်ကစကန်ဖတ်လို့ရတယ်ဒါကြောင့်ဒီနှုတ်ကပတ်တော်ဟာကျွန်တော်တို့အလင်းဖြစ်တယ်ကျွန်တော်တို့လမ်းပြမိပုံဖြစ်တယ်ကျွန်တော်စိတ်တကြတဲ့ခါမှာခွန်အားပြီးတဲ့ဉာဏ်ဖြစ်တယ်ဘလို့နေထိုင်ရမလဲဆိုတာသိချင်တုတ်တန်ဉာဏ်ကိုဖတ်ပါဖျားနဲ့စကားပြောခြင်းစာလံဉာဏ်ကိုဖတ်ပါကျွန်တော်ဒီကပ္ပသမိုင်းအကြောင်းတွေပေါ့နော်မနုဿအကြောင်းတွေလူအကြောင်းတွေသိချင်ခွန်လွှတ်ခြင်းတရားတွေသိချင်တယ်ဆိုရင်ကပ္ပဝကျမ်းဖတ်ပါကျွန်တော်စဖတ်မယ်ဆိုရင်ကျမ်းစာလည်းသိနားမလဲသေးဘူးဆိုရင်ရှင်ယောဟန်ခရစ်ဝင်ကျမ်းဖတ်ပါဒါဆိုရင်ကျွန်တော်ကျမ်းစာပုံမဖတ်လေဖတ်ခြင်းစိတ်ရှိလာလေကျွန်တော်ဖတ်ခြင်းလာလေဆုတောင်းခြင်းစိတ်ပေါ်လာလေကျွန်တော်ဆုတောင်းလေမြင်တတ်ခြင်းရလေဖြစ်ပါတယ်ဒီနှုတ်ကပတ်
တရားတော်ကိုကျွန်တော်တရက်ကိုအနည်းဆုံး15မိနစ်အပါကျန်တဲ့5မိနစ်ကိုတော့ဆင်ခြင်အောင်မိပါဒါဆိုရင်ဘုရားခင်ကအောင်မိတော့ခွင့်ပေးမယ်ယောရှုကိုပြောတော့ကျမ်းစာကိုနည်းများဖြစ်ပါတို့ပြုလင်အကြံထားမျိုးနဲ့ကျွန်တော်ကျမ်းစာဖတ်လို့ရှိရင်တက်တာမှာအောင်မိမယ်ရောက်စီတိုင်းဘုရားခင်ကောင်းချီးပေးပါစေ